အခုဆက်လက်ပြီးဟောကြားပေးမှာကကြာသပတေးသမီးစစ်လေးအတွက်အခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ်အချစ်ရေးနဲ့အိမ်အောင်ရေးကန်အခြေအနေလေးတွေကိုအိမ်ကျယ်ကနေပြီးတော့ theory တွေဖတ်ကြားပြီးတော့ဟောပြောပေးမှာဖြစ်ပါရဲ့ရှင်အင်ကျရဲ့ကြာသပတေးသမီးစစ်လေးအနေနဲ့မိမိရဲ့အခြေခံအိမ်အောင်ရေးကန်လေးပုံမှာဒီချာချာလေး focus လုပ်ထားပေးပါရှင်အခုဆက်လက်ပြီးတော့ပထမကြာသပတေးသမီးစလေးအတွက်အခြေခံအခြေအနေလေးအတွက်ကြားရောက်လာတဲ့ Pteronomic ကလေးကတော့ Cherio လို့ခေါ်တဲ့ Pteronomic ကလေးပဲဖြစ်ပါရဲ့ရှင် Cherio လို့ခေါ်တဲ့ Pteronomic ကလေးဖြစ်တဲ့အတွက်ကြာသပတေးသမီးစလေးတွေမိမိစီကိုအခု9လပိုင်းအတွင်းမှာကို့မှာချစ်သူရှိတယ်ဆိုလို့ရှိရင်အဲ့ဒီချစ်သူအပြင်ကိုတခြားကိုယ့်စီကိုချင်းကပ်လာတဲ့ချစ်ရေးဆိုတဲ့ချစ်ခွင့်ပန်တဲ့သူတွေရှိလာပါလိမ့်မယ်ရှင်။ဒါကြောင့်မလို့အဲ့လိုမျိုးချစ်ခွင့်ပန်တဲ့သူတွေရှိရဆိုရင်ကိုကကိုယ့်ရဲ့ချစ်သူပေါ်မှာသစ္စာတရားထားပြီးတော့ကိုကလေးလေးနက်နက်နဲ့ကိုယ့်ရဲ့ချစ်သူပေါ်ကိုချစ်တယ်ဆိုရင်ကိုကသစ္စာရှိရှိနဲ့အဲ့ဒီကိုယ့်စီကိုချင်းကပ်လာတဲ့သူတွေကိုကိုကနေပြီးတော့ဖယ်ရှားနိုင်ရပါမယ်ရှင်။အဲ့ဒီလိုမှမဟုတ်ရင်တော့ကိုယ့်ရဲ့အချစ်ရေးမှာပြဿနာတက်ပြီးတော့လမ်းခွဲရဖို့ရှိပါရဲ့ရှင်။အဲ့လိုမှမဟုတ်လို့ရှိရင်တော့ချစ်သူမရှိတဲ့သူတွေဆိုရင်တော့ဒီကာလဟာစမ်းပွင့်နေတဲ့ကာလဖြစ်ပါရဲ့ရှင်ချစ်သူမရှိတဲ့သူတွေစမ်းပွင့်มาလိမ့်မယ်ချစ်သူမရှိတဲ့သူတွေစမ်းပွင့်ပြီးတော့တယောက်တည်းမကချီရေးဆိုတဲ့သူတွေကြားမှာကိုဟာရွေးချယ်စရာတွေအများပြားနေပါလိမ့်မယ်ရှင်အဲ့ဒီကမှမိမိကနေပြီးတော့တေးသေးချာချာစီစစ်ပြီးရွေးချယ်မယ်ဆိုရင်ကိုရဲ့တိုးမိတ်ကိုရဲ့ချစ်သူကိုရဲ့ဖူးစာဘက်ကိုဒီကာလအတွင်းမှာရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်ရှင်ဒါကြောင့်မို့လို့အခြေကံကတော့ဒီကာလအတွင်းမှာကိုကသစ္စာတရားတွေနဲ့ဖြတ်တန်းရမယ့်ကာလပဲဖြစ်ပါတယ်ကိုစီကိုချင်းကပ်လာမယ်ကို crash နေတဲ့ကိုချစ်ရေးဆိုမဲ့သူတွေတယောက်ထပ်မကလည်းရှိပါတယ်ရှင်ဒါကြောင့်မို့လို့ကိုကကိုရဲ့ချစ်သူနဲ့ video today ချင်းချင်းနာနာနဲ့ဒီကာလအတွင်းမှာပို့ပြီးတော့ contact တွေပို့ပြီးတော့များများလေးလုပ်ပေးဖို့လိုအပ်ပါတယ်ရှင်ကိုစီကိုလာတဲ့လူတွေကိုလည်းကိုကနေပြီးတော့တေးချာချာလေးကိုပဲကိုချစ်သူပေါ်မှာသစ္စာရှိထားပြီးတော့ငင်းတော့ပြဖို့လဲလိုပါတယ်ဒါဆိုရင်တော့အခြေကံဟာပြောနေစရာမလိုအောင်ကောင်းမှုမှာလိမ့်မယ်ရှင်ဒါမှမဟုတ်ရင်တော့မိမိရဲ့သစ္စာတရားပြည့်ပြည့်ခဲ့မယ်ဆိုရင်တော့အခြေကံမှာညံခိုက်တွေကြုံလာဖို့ရှိပါတယ်ရှင်ဒါကိုတော့သတိပြုထားပေးဖို့လိုအပ်ပါတယ်ရှင်မိမိစီကိုတာမဲ့9လပိုင်းအတွင်းမှာကြုံတွေ့ရမယ့်အခြေကံအတွက်မိမိရဲ့စိတ်တွေတည်ငြိမ်အေးချမ်းပြီးတော့မိမိရဲ့စိတ်နှလုံးတွေအေးချမ်းပျော်ရွှင်ပြီးခြေကံလေးတွေပုံမူပြီးကောင်းမွန်လာစေဖို့အတွက်ဆိုရင်တော့အခုကြာသပတေးသမီးဆက်လေးအနေနဲ့ပြုလုပ်ပေးဖို့လိုအပ်တာကမိမိအိမ်ဖျားယူတော့မဟုတ်မိမိရဲ့ဖျားတဆူဆူကိုသွားပါအဲ့ဒီမှာဆိုလို့ရှိရင်မိမိရဲ့ထူရန်ပေးရမယ့်အရာကတော့နနက်သီးစွန်ကိုမိမိရဲ့အိမ်ဖျားမှာကတ်လူလို့လည်းရပါတယ်ဖျားတဆူဆူမှာဆိုရင်လည်းမိမိရဲ့မွေးနံတာမွေးနံတောင်မှာနနသီးဆုံးကိုကတ်လူပူဇော်ပြီးတော့ဆုံးလူရမှာဖြစ်တဲ့အတွက်12နာရီမကျော်ခင်လူရန်ပေးဖို့လိုအပ်ပါတယ်ဖရားတဆူဆူမှာလူမယ်ဆိုရင်လည်းမိမိအဆင်ပြေတဲ့နေရာမှာလူရန်ပေးလို့ရပါတယ်ရှင်အဲ့ဒီလိုမျိုးလူရန်ပေးပြီးတော့မိမိရဲ့အခြေကံကြီးကောင်းမွန်ဖို့အတွက်ဆုတောင်းပေးလိုက်ပါရှင်ဒါဆိုရင်ကောင်းမွန်တဲ့အခြေကံကြီးအခု9လပိုင်းမှာကြုံတွေ့ရမှာဖြစ်ပါတယ်ရှင်ကြာသပတေးသမီးစလေးတို့အခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ်အိမ်အောင်ရေးကန်ချီနေလေးတွေအဲ့အိမ်အောင်ရေးကန်ချီနေလေးမှာတော့ Wheel of Fortune လို့ခေါ်တဲ့ Pteronomic ကလေးရပါတယ်ရှင် Wheel of Fortune လို့ခေါ်တဲ့ Pteronomic ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အတိတ်မှာမိမိကနေပြီးတော့မိမိရဲ့အိမ်အောင်ဘက်နဲ့ကိုကကောင်းခဲ့တယ်ပျော်ရွှင်ခဲ့တယ်ကြည်နူးခဲ့တယ်တာယာခဲ့တယ်ဆိုရင်တော့အခုကာလမှာအနေငယ်ကန်ချီနေလေးကအပြောင်းလဲလေးတွေဖြစ်ဖို့ရှိပါရဲ့ရှင်စိုးသွားပါလိမ့်မယ်ရှင်အနေငယ်ညံ့လေးတွေဘက်ကိုသွားပါလိမ့်မယ်ဒါလို့ကိုကအတိတ်မှာအဆင်မပြေဘူးအိမ်အောင်ကြီးကညံ့ခိုက်တွေရှိတယ်အိမ်အောင်ကြီးကတစ်ချက်နဲ့စကားတွေများခဲ့တယ်တောင်းနဲ့တည်းကမျက်နှာချင်းအောင်မဆိုင်နိုင်တော့အောင်ဖြစ်တယ်ဆိုရင်တော့ဒီကာလမှာထွန်းထွန်းပြန်ပြီးကြည်နူးသွားမယ်နှွေးထွေးသွားမယ်တာယာသွားမယ်အိမ်အောင်ကြီးတွေအဲ့ဒီလိုမျိုးဖြစ်ဖို့ရှိပါရဲ့ရှင်ဒီကာလဟာကန်ချီနေလေးတွေအလှည့်အပြောင်းဖြစ်မဲ့ကာလဖြစ်ပါရဲ့ရှင်အတိတ်မှာကောင်းခဲ့ရဆိုရင်အခုအချိန်မှာကန်လေးတွေအညံ့ဘက်ကိုသွားဖို့ရှိပါတယ်တကယ်လို့အတိတ်မှာကိုကအိမ်အောင်ကြီးကန်ညံ့ခဲ့တဲ့သူတွေဆိုရင်တော့အခုကာလအတွင်းမှာ
အိမ်တော်ရေးကံလေးတွေကောင်းမှုရရှိပါတယ်ရှင်အိမ်တော်ရေးကံမှာဆိုလို့ရှိရင်မိမိနဲ့မိမိရဲ့အိမ်တော်မှာသားသမီးကိစ္စကိုအကြောင်းပြုပြီးတော့စကားများတကယ်လို့ကံညံ့ဘက်ကိုတွားတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ကံညံ့သွားနိုင်တာကသားသမီးကိစ္စကိုအကြောင်းပြုပြီးတော့စကားများရတာရှိပါတယ်ပြီးရင်မိဘဆွေမျိုးတိုင်းဝိုင်းနေနဲ့ပတ်သက်ပြီးတော့လည်းစကားများရဖို့ရှိပါတယ်ရှင်မိမိရဲ့အိမ်တော်ဘက်ရဲ့အလုတ်အကင်ရေးရာကနေပြီးတော့မိမိတို့ရဲ့အိမ်တော်ရေးမှာဂျားဝင်နောက်ဆက်လာတဲ့မျိုးသမီးကိစ္စသို့မဟုတ်မိမိတို့အိမ်တော်ရေးမှာဂျားဝင်နောက်ဆက်ခံရမယ်ကိစ္စလေးတွေလည်းပေါ်ပေါက်လာဖို့ရှိပါတယ်ရှင်မိမိအိမ်တော်ဘက်ကနေပြီးတော့မိမိအပေါ်မှာဒီကာလမှာအနိုင်ယူစိုးမိုးတာတွေကိုမိမိကနေပြီးတော့သိခံခြင်းတရားမေတ္တာတရားတွေနဲ့ဖြတ်တန်းဖို့သာလိုအပ်ပါတယ်ရှင်အိမ်တော်ရေးကံအတိတ်မှာညံ့ခဲ့တဲ့သူတွေအတွက်အခုကာလမှာဆိုရင်တော့အိမ်တော်ရေးကံဟာတိုးတက်ကောင်းမွန်လာပါလိမ့်မယ်ရှင်အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကြားမှာငွေကြေးစီးပွားရေးလည်းတိုးတက်ပြီးတော့ကောင်းမွန်ခြင်းတွေဖြတ်တန်းရဖို့ရှိပါတယ်ရှင်အိမ်တော်ရေးမှာနှွေးထွေးမယ်တာယာမယ်ဝမ်းသာစရာသတင်းကောင်းတွေလည်းကြားရပါလိမ့်မယ်အိမ်တော်ဘက်စီကနေပြီးတော့မိဘတွေစီကိုလည်းဆွေမျိုးသားချင်းတွေစီကိုလည်းတွားရောက်တွေ့ဆုံကြတော့အတူချင်းတွေလည်းအတူတဝါပြုလို့ရဖို့ရှိပါတယ်ရှင်ဒါကတော့အခုလာမဲ့9လပိုင်းမှာကြုံတွေ့ရမယ်ဇာတာပရိသမီးအိမ်တော်နဲ့ဆက်လေးတွေအတွက်ကဲအလှည့်ပြောင်းလေးတွေကြုံရမယ်9လပိုင်းအတွက်အိမ်တော်ရေးကံအခြေအနေလေးပဲဖြစ်ပါတယ်ရှင်အိမ်တော်ရေးကံအញ្ញံခိုက်လေးတွေကြုံလာပြီဆိုရင်တော့အဲ့ဒီအញ្ញံခိုက်လေးတွေပြေရောက်ဖို့အတွက်ပြုလုပ်ပေးရမှာလေးကတော့မိမိရဲ့အိမ်ဖျားအဲ့ဒီအိမ်ဖျားစင်မှာမိမိကနေပြီးတော့မိမိရဲ့မွေးနေ့ဇာတာပရိနေနတ်နတ်မှာမိမိကနေလှူဒန်းပေးရမှာကမေမျိုးပန်းကို10ပွင့်တိတိရေးပြီးတော့တတိကျအပွင့်ရေးအတွက်လေးနဲ့မေမျိုးပန်း10ပွင့်လေးမြတ်စွာဘုရားရှင်မှာလှူဒန်းပေးလိုက်ပါရှင်ပန်းဝလေးတစ်လုံးနဲ့တည်တံ့ထားပြီးတော့လှူဒန်းပေးလိုက်ပါမိမိမွေးနေ့ဇာတာပရိနေမှာလှူဒန်းပေးပါရှင်ဒါဆိုရင်တော့အိမ်တော်ရေးကံအညာခိုက်တွေပြေပြောက်ပြီးကောင်းသောကံတရားတွေရရှိစေမှာဖြစ်ပါတယ်ရှင်ဒါကတော့ခုလာမဲ့9လပိုင်းမှာကြုံတွေ့ရမယ့်အင်ကျရဲ့ဇာတာပရိသမီးစစ်လေးတွေအတွက်အိမ်တော်ရေးကံအခြေအနေလေးတွေအခြေကံအခြေအနေလေးတွေကိုအိမ်တော်ရေးကံအခြေအနေလေးတွေကိုအင်ဂျင်ကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခုဟောကြားပေးသွားတာကတော့ဇာတာပရိသမီးစစ်လေးတွေအတွက်9လပိုင်းမှာကြုံတွေ့ရမယ့်အခြေရင်းနဲ့အိမ်တော်ရေးကံအခြေအနေလေးကို Terror Reading ဖတ်ကြားပြီးဟောပြောပေးခဲ့တာပဲဖြစ်ပါတယ်ရှင်